လူသားတိုင်းမဟုတ်လေဒီခဲ့တဲ့ကျွန်တော်ညပိုင်းဟိုပြုကိုယ်ွယ်ချင်းမှာဝင်ရတယ်လို့ပဲလောကမှာရှိတဲ့လူသားတိုင်းဟာဒီလောကကြီးထဲမှာဘယ်လိုလူသားမှအမြဲအသက်ရှင်လို့မရဘူးထိုင်လို့မရဘူးအချိန်တန်အိမ်ပြန်မဲ့ဒီကမ္ဘာလောကကြီးဟာမြေအိမ်ယာယီပဲကိုယ်အိမ်ဟာဘလောက်ကောင်းတဲ့အိမ်နဲ့ဖြစ်ဘလောက်လှပတဲ့အိမ်နဲ့ဖြစ်တနေ့ကိုကြောင့်အဲ့ဒီအိမ်ဟာမตายဖြစ်အောင်မယ်အတုပအိမ်ဖြစ်အောင်မယ်ဘာကြောင့်လဲလောကဟာမြေအိမ်ယာယီတဲတယ်လို့ပြောတယ်ဘယ်လိုလူသားမှဒီလောကမှာအကြာကြီးမတည်ပဲတဲ့အသက်ရှင်လို့မရဘူးလူသားတိုင်းဟာတနေ့အသက်ရှင်ရင်းနဲ့ပဲတည်သွားမယ်လို့ဖြစ်တယ်မှန်တော့ဘုရားအသက်ရှင်တဲ့ဘုရားကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဘုရားသိဖို့အရေးကြီးတယ်ဘယ်နေရာမှာပဲနေဘယ်နေရာမှာပဲအသက်ရှင်တတ်ဖို့အရေးကြီးတယ်ခုနပြောပြီးပြီဒါနဲ့လောကမှာရှိတဲ့လူသားတိုင်းဒါကကျွန်တော်တို့တရားတော်နဲ့ရှုမှတ်မယ်ဆိုရင်အပုပ်ကောင်ရုပ်ဆောင်ထားတဲ့ခန္ဓာကိုယ်ဖြစ်တယ်လို့တရားတော်ရပြန်ပြောမယ်ဆိုရင်တော့ပထဝီတေဇောအာဘောဝါယောတကြီးလေးနဲ့ဖန်ဆင်းတဲ့ခန္ဓာကိုယ်ဖြစ်တယ်ဒီခန္ဓာကိုယ်ကြီးဟာတနေ့မြေခကြွေကြမှာဖြစ်တယ်ဒါနဲ့အထဲမှာရှိတဲ့ဝိညာဉ်ကထာဝရကောင်းကင်ဘုံထာဝရတုဂတိဘုံလာဖို့ရည်ကြီးတယ်လူမှာအသက်နှမျိုးရှိတဲ့ရုပ်သက်နာသက်ဘဝတစ်ခုရှိတဲ့ယခုဘဝနောက်ဘဝဒီချိန်မှာယခုဘဝအသက်ပဲလူဟာအသက်ရှင်ဖို့မဟုတ်ဘူးနောက်ဘဝအတွက်လည်းစဉ်းစားပြီးအသက်ရှင်ဖို့ဖြစ်တယ်ဒါကြောင့်နောက်ဘဝမှာကောင်းတဲ့တုဂတိဘုံလာဖို့အကြောင်းကတော့ဘုရားတရားနဲ့အသက်ရှင်ဖို့လိုအပ်တယ်လို့ဘုရားတရားကိုရှင်ကျင်နှလုံးသွင်းပြီးတော့မှနေ့စဉ်အသက်တာမှာမကောင်းတာကိုရှောင်ကောင်းတာကိုလုပ်မားတယ်လို့ထင်တဲ့ຢာကိုနောက်ဆုတ်အဲ့ဒီအသက်တာအဖြစ်လူဘဝကြီးကယက်တီပဲဆိုရင်ပတ်ဝန်းကျင်ကိုလည်းအကျိုးပြုမယ်ဒီလောကကြီးထဲမှာအသက်တူတာပဲဖြစ်ရှည်တာပဲဖြစ်ကောင်းသောအသက်တာအဖြစ်ဒီလောကကြီးမှာအသက်ရှင်ယက်တီနိုင်မှာဖြစ်တယ်အာနိစ္စကဘာလောကကြီးဖြစ်တယ်နိစ္စတည်နေသောထာဝရကောင်းကင်ဘုံမှာရှိသေးတယ်ဆိုတာဒါကြောင့်လောကအသက်ရှင်ခြင်းအဲမှာအရေးကြီးတာကလူဘဝတဲ့နောက်ဘဝဒါကိုစင်ကြယ်နှလုံးသွင်းဖို့ဖြစ်ပါတယ်ခုနဒေသနာကျမ်းထဲမှာဖတ်တယ်လို့ပဲလောကကြီးရဲ့ဘုရားရဲ့အချိန်တတ်မှပြီးသားခတ်သိမ်းသောအရာတို့ဒီနေ့အချိန်ရှိတယ်ဘုရားတတ်မှပြီးသားမှာကျွန်တော်ကဘယ်နေ့ဘယ်ချိန်ဘယ်လိုဆိုတာကဘုရားရဲ့တတ်မှပြီးသားကျွန်တော်ကလုပ်လို့မရဘူးအသက်ရှင်ခြင်းလည်းမရဘူးတည်ခြင်းလိုက်ရဆိုရင်လည်းဘုရားကတည်ဖို့မပေးမတည်နိုင်ဘူးဒါကြောင့်မို့အသက်ရှင်ခြင်းတူခြင်းအထဲမှာဘုရားကဒါလည်းအဓိကဖြစ်တယ်ဒါကြောင့်ခတ်သိမ်းသောအရာတို့ပြုရတော့ခြင်းနော်စိုက်ပြရတဲ့ခြင်းရိတ်သိမ်းရတဲ့ခြင်းငိုကြွေးရတဲ့ခြင်းနော်ရေမောရတဲ့ခြင်းရှိတယ်ဒီခုနပြောလို့ပဲမွေးတဲ့အချိန်ရှိလို့တည်တဲ့အချိန်ရှိတယ်မွေးတဲ့နေ့တည်တဲ့နေ့ဘာသာဆိုကျွန်တော်အရာတဘောကြတယ်ဘာကြောင့်လဲမွေးတဲ့နေ့နဲ့တည်တဲ့နေ့တရက်မှာပဲဖြစ်မှာလားတရက်မှာဖြစ်တယ်လူဟာခုနပြီးခဲ့တဲ့ပတ်မှာဝင်ရတယ်လို့ပဲဒီဘဲဝါစားတဲ့မှာလူဟာတစ်ခါတည်းတည်ရမယ်ပြီးရင်တရားစင်ချင်းခံရမယ်သူကကောင်းမြင်သွားစေသူကငရဲသွားစေဆိုတာတည်ပြီးတာနဲ့လူဘဝမပြီးဘူးငါတည်ပြီးတာပဲကွာဒီလောကကြီးဒီလောကဆင်းရဲခြင်းမခံရပြီးတာပဲကွာလို့တချို့ကပြောတယ်မဟုတ်ဘူးတည်ရတယ်မပြီးသေးဘူးတည်ပြီးတဲ့ချာမှာတရားစင်အောင်မှာနော်မကောင်းမှုရဲ့အကျိုးအပယ်နဲ့တူဖို့ကောင်းမှုရဲ့အကျိုးနိဗ္ဗာန်ရောက်ဖို့ဆိုတာကတရားစင်မဲ့သူရှိအောင်ဒီလောကမှာလူတယောက်လူတတ်မိတယ်ခိုးတယ်သူများကိုစော်ကားတယ်ဆိုရင်ခါတဲ့အချုပ်ထဲဘယ်သူမှမထည့်ဘူးအချုပ်ထဲထည့်ရင်တော့မှထောင်ထဲတမ်းမပို့ဘာလို့လဲအဲ့ဒီအပြစ်ကဘယ်အမှုကိုဖြစ်စေတယ်လဲပုံမှန်ဘယ်လောက်လဲဆိုတာကိုရှိသေးတယ်ဒါကြောင့်မို့ဒီနေ့အားပေးခြင်းနဲ့အဲဒီမှာကြံရည်တဲ့ဥမောင်နိုင်တဲ့အတူငါသားသမီးများကိုလည်း
ဆရာအနေနဲ့ဘာအားပေးခြင်းလဲဆိုတော့အမေဟာယုံကြည်သူဖြစ်တယ်အမေဟာခရိယာဖြစ်တယ်လို့ပြောမယ်ဆိုရင်တော့သမီးတို့ကိုဒီသဘောပေါက်ပါလိမ့်မယ်ဒါကြောင့်အမေကိုယ်ွယ်တဲ့ဖခင်ဟာအသက်ရှင်တဲ့ယေရှုဖခင်ဖြစ်တယ်လူတွေကိုဖန်ဆင်းတဲ့ဖခင်ဖြစ်တယ်ကမ္ဘာလောကကြီးကိုဖန်ဆင်းတဲ့ဖခင်ဖြစ်တယ်စัจ java လာမိုးမြေကိုဖန်ဆင်းတဲ့ဖခင်ဖြစ်တယ်အဲ့ဒီဖခင်ကိုယုံကြည်မယ်ဆိုရင်တော့တနေ့ကျွန်တော်လူသားတိုင်းဒီလောကမှာခုနဆရာပြောပြီးပြီဒီလောကကြီးထဲမှာတစ်သက်လုံးဘယ်တော့မှမသိမဲ့လူတယောက်မှမရှိဘူးတနေ့တည်တဲ့ခါမှာအမေနဲ့ပြန်တွေ့ပြီပြန်တွေ့ဘာကြောင့်လဲဒါကြောင့်သားတို့သမီးတို့ခင်မွန်းတယ်နေနဲ့တလကောင်အမျိုးသမီးယုံကြည်ကိုယ်ွယ်ဖခင်အမေကိုယ်ွယ်ဖခင်ကိုသမီးတို့ကိုယ်ွယ်မယ်ဆိုရင်နောက်ဘောအတွက်ကောင်းရတုဂရိဘုံတည်ဥတော့ထာဝရအသက်ကိုရမှာဖြစ်တယ်အဲ့ဒီဖခင်ကိုဒီနေ့သမီးတို့တည်ဖို့လိုတယ်ဦးမောင်နိုင်လည်းတည်ဖို့လိုတယ်ခရစ်ကပါပေါ်မှာလူတွေနောက်များစွာကမတေရမနာရမအိုရဆိုရင်းရပဲရှာရင်နဲ့တရားတွေဖျားတွေများကုန်တာဖြစ်တယ်ဘယ်နေရာမတေမဲ့နေရာရှိမလဲမောဝင်မဲ့နေရာမနာမဲ့နေရာဘယ်မှာရှိမလဲဆိုတာတရားရှာရင်နဲ့ပဲတရားစာအုပ်တွေများလာတယ်နော်တရားကျင့်ရင်လည်းပဲဘုန်းကြီးကျောင်းကနေများပြလာတယ်ဒါနဲ့တခုတည်းသောအရာကတော့ဧကောဘုဒ္ဓအသက်ရှင်တဲ့ဘုရားဟာယေရှုခရစ်တော်တပါးကြီးပဲဖြစ်ပါတယ်စัจ java လာလက်ကတရာကျေဒီကမ္ဘာဒီပေါ်မှာရှိတဲ့လူသားတွေကိုသူဖန်ဆင်းတယ်လို့ပြောတဲ့ဘုရားဟာယေရှုခရစ်တော်တပါးပဲရှိပါတယ်ဒါကြောင့်တမက်တက်ရှိယူပအာယူပခတ်သိမ်းသောအရာတို့ကိုတိုင်နဲ့ဘုရားခင်ဟာယေရှုခရစ်တော်ဘုရားခင်တပါးပဲဖြစ်တယ်ဒါကြောင့်နောက်ဆုံးအနေနဲ့ပြောချင်တာကတော်လင်းလင်းဟာသူအသက်ရှင်စဉ်မှာယေရှုခရစ်တော်ကိုယုံကြည်ပို့စားတဲ့တမန်ကြီးဖြစ်ပါတယ်။ကျန်တဲ့ချိန်မှာစစ်သားမိမဖြစ်တဲ့အတွက်ကြောင့်အချိန်ပြည့်ဘုရားကြောင့်မလာနိုင်ဘူး။ဒီလိုစီကန်ရတယ်မိသားစုတွေရုပ်ကန်ရတဲ့အခါမှာတခါတလေကောက်ပွဲမှာလှုပ်ရတယ်။အသက်တာအတီးတီးကိုဆင်ခြင်စေခြင်းနဲ့နှုတ်ကပတ်တော်တိုင်းအသက်ရှင်စေခြင်းဘုရားရဲ့ကောင်းတဲ့ခြင်းကြောင့်လည်းသိစေခြင်းခုနပြောသလိုပဲအဖတ်တိုင်းဘုရားကြောင့်မလာရင်တော့မှခါကြီးရဲ့ကြီးမျိုးမှာတော့သူဟာပေါင်လေးရှိပါတယ်ပေါင်ရင်တော့မှသူများမလှုပ်ချင်တဲ့ပကံစည်းတွေနေရာမှာသူနေနဲ့ပေါင်နေတာကိုလည်းကျွန်တော်တွေ့ရှိထားပါတယ်ဒါကြောင့်ပါပဲဖြစ်ဖြစ်ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေများသူ့ရဲ့နောက်ဆုံးအောင်မြင်ပွဲပြောမယ်ဆိုရင်တော့ဘုရားကိုယ်ပဲချင်းမှာပေါင်ပြီးတဲ့ဓမ္မမိတ်ဆွေများလည်းအထူးပဲကျေးဇူးတင်တယ်အားလုံးလည်းသူ့အတွက်သားသမီးတွေဆုတောင်းပေးကြမယ်ယုံကြည်ပါတယ်အသက်တာကြီးမှာရှင်းကျင်နိုင်ဖို့လူဘလောကကြီးထဲမှာတူတောင်းလာတဲ့အသက်တာထဲမှာတူတောင်းလာတဲ့လူဘဝကြီးထဲမှာအသက်ရှင်နေတာအသက်ရှင်ခြင်းအသက်တူခြင်းဟာအဓိကမှုပဲအသက်ရှင်တတ်ဖို့ရအရေးကြီးတယ်။ရောင်းခင်နဲ့ထိတွေ့ပြီးတော့မှဖယားကိုဖက်ရမ်းပြီးဘယ်နေရာပဲနေနေဘလောက်ပဲချမ်းသာဘလောက်ပဲဆင်းရဲဖယားသခင်ကိုဖက်ရမ်းပြီးတော့မှအသက်ရှင်နေဆိုလို့ဒီလောကကြီးအသက်ရှင်ခြင်းဟာလူဖြစ်ကျိုးနှပ်ပြီးတော့မှပါဝင်ခြင်းအကျိုးအသင်းတော်အကျိုးဖယားရဲ့တာနာအကျိုးကိုတည်ပိုးတော်သူဖြစ်မယ်။ဘုရားရဲ့ဖယားဖြစ်တယ်။အိုင်ဒါအုပ်ဆိုးတဲ့ဖယားဖြစ်တယ်။ထိုဖယားသခင်ကိုယုံကြည်ကိုးစားရင်းနဲ့အသက်ရှင်သွားကြဖို့ဒီသက်ရှင်ဒီမှာရှိနေတဲ့မမိတ်ဆွေများကိုအားပေးတိုက်တွန်းလို့ဆိုချင်ပါတယ်ဒေါ်လင်းလေးကတော့သူအသက်ရှင်တဲ့အချိန်မှာသူပြုလုပ်တဲ့အတိုင်းပဲယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့အတိုင်းပဲဒါဝရသက်ကိုရတယ်လို့ဒီကျူအသက်တာတည်တည်မှာလဲကြံရှိနေတဲ့အသက်ရှင်ခြင်းနဲ့မှာကောင်းဆိုအသက်ရှင်တတ်တော်သူများဖြစ်ဖို့ရဒီနှုတ်ကပတ်တရားဝေဒနာအပြင်အနေငယ်ဝိညာဉ်အားပေးလို့ပါတယ်ဂျာနာသူကြောက်တိုင်းပေါ်မှာမိသားစုတိုင်းပေါ်မှာဘုရားရဲ့အသက်တာကောင်းချီးပေးပါစေဒီခရီးကိုဆက်သွားနေပြီဒီမှာကျွန်တော်တို့ကြားနာရတဲ့တက်တာဒီထဲမှာဘလို့အသက်ရှင်မလဲအနှစ်ချုပ်ကသမာတရားတိုင်းဖြစ်တယ်ကျွန်တော်ဒီဝိညာဉ်အစာစားတော့ကြည့်ကြကျွန်တော်တို့ဘလုံးခရီးအတွက်ကိုလည်းကြိုတင်ပြင်ဆင်ပြီးနှလုံးသွင်းပြီးပြန်လာကြဖို့ဆိုတော့ထပ်မံပြောဆိုချင်ပါတယ်ဖယားနဲ့ကျွန်တော်တို့တင်မြတ်ဖို့ပေါင်းတင်ဆက်ဆံပြီးအရင်ဆုံးရေးကြည့်ပါတယ်ပြီးတဲ့အခါမှာလောကအသက်ရှင်ခြင်းကိုရေးပေါ်တော့ပြရတယ်။ဒါကြောင့်မို့ဘုရားနဲ့တင်မြတ်ဖို့ဘုရားရဲ့တရားတော်ထဲမှာအသက်ရှင်စင်မှာအမှန်တရားနဲ့အသက်ရှင်တဲ့ဖြစ်ပါတယ်လို့ကောင်းကင်တဲ့နေကြီးတဲ့ဆိုတဲ့ချက်စာကျွန်တော်တို့တချင်းတစ်ပုတ်ရှင်းမွန်ချက်နဲ့ဒီချိန်လိုက်များကို
ရှင်းနာမှာဖြစ်ပါတယ်စာမျက်နှာတင်တဲ့မြေကြီးတဲ့များတောင်းကာလာခြင်းမီကိုပါရတို့ချစ်တော်အခါနာရဲ့မှာတို့ရမြတ်တော်ဝေရောက်ချင်လာရောက်ချင်လာရောက်ချင်လာတို့ရမြတ်တော်ဝေရောက်ချင်လာဝေချင်လာဝေချင်လာတို့ရမြတ်တော်ဝေရောက်ချင်လာတို့သာကောင်းရင်ရှင်စေတဲ့ရဲ့တို့လည်းနဲ့အတူကေရောနေအာလောနေမတေတော်တော်ကိုမိသူတို့ရဲ့ရောက်ချင်လာရောက်ချင်လာတို့ရမြတ်တော်ဝေရောက်ချင်လာဝေချင်လာဝေချင်လာတို့ရမြတ်တော်ဝေရောက်ချင်လာဒီပါချေမောပါချေတို့ကာမရှိရာချမ်းသာလာတို့ဒီရှိတဲ့မြတ်တော်အစေသေသွားရလေပြီမေဆိုတာရောက်ချင်လာရောက်ချင်လာတို့ရမြတ်တော်ဝေရောက်ချင်လာဝေချင်လာဝေချင်လာတို့ရမြတ်တော်ဝေရောက်ချင်လာကာတေတော်အရာအောင်ဒီတော်သူများလုံးတော်အာဝေခံရလေဒီအပြေရောက်ချင်လာရောက်ချင်လာတို့ရမြတ်တော်ဝေရောက်ချင်လာဝေချင်လာဝေချင်လာတို့ရမြတ်တော်ဝေရောက်ချင်လာလူချမ်းစီချင်တဲ့မမီလာအာဝေလာတော်ကိုစီစိတ်ကိုကဲချောချင်းကရတော်ရောက်ချင်လာတို့ရမြတ်တော်ဝေရောက်ချင်လာဝေချင်လာဝေချင်လာတို့ရမြတ်တော်ဝေရောက်ချင်လာကတိကိုဖန်ဆင်းပိုင်တဲ့အုပ်စုတော်မူတော်ဖျားကိုရောချစ်တဲ့တော်ချိန်တဲ့လေဟာလွန်ခဲ့တဲ့ရက်မှာကိုရရှင်ပြားဒီလောကကြီးဟာသူနဲ့မထက်တန်တော့တဲ့အခါမှာဘုရားရှင်ကောင်းကင်ရွှေပြီးကောင်းကင်အိမ်တော်မှာအမွေခံမှုဝင်စားမှုရာခေါ်တော်မူဖြစ်တဲ့အတိုင်းပြန်တော်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာရှိတဲ့မိသားစုများရဲ့နောက်ဆုံးပြုရမယ့်ဝတ်ဖြစ်တော့အောက်မေ့တော်ဝတ်ပြုကိုယ်ပဲခြင်းကိုအစလည်းဆုံးတဲ့ကိုယ်ကောင်းချီးပေးတော့ကြောင့်ကျေးဇူးတင်ပါတယ်အဖဘုရားသခင်ဆက်လက်ပြီးတော့မှအိုးချမ်းရှိတဲ့သူ့ရဲ့အိုးချမ်းခဲ့တဲ့တာမီနေအောင်နဲ့ခင်မွန်းတဲ့ယုံကြည်သူများအားလုံးအပေါ်မှာအဝေးမှာရှိတဲ့သူ့ရဲ့
ဘာပြရှင်လေးရှာမကချင်းတော်မရှိတဲ့သူ့ရဲ့ရှင်မျိုးများပေါ်မှာတလကောင်းဖယားသခင်သူတို့နဲ့အတူပါရှိချင်းအပြီးကောင်းချီးပေးသနာတော်ပါဒီနေ့သူ့အတွက်နောက်ဆုံးပြုရမယ့်ဝတ်ကိုလည်းကောင်းလို့အစဉ်ပြေစွာလှုပ်ဆောင်ပြင်ဆင်ကောင်းချီးပေးတော့ကြောင့်နာမတော်ကိုချီးမွမ်းပါလေတော့ကြောင့်ကိုရှင်ပြတ်သူ့အသက်တာကိုဆက်လက်သူ့ရဲ့ဝိညာဉ်အတွက်ကျေးဇူးတော်ချီးမွမ်းပေးပါလေကိုရှင်ပြတ်တောင်းရင်ရွှေ့ပြီးတော့ကြီးကိုလည်းဝန်စားဖို့ပေးပြီးဖြစ်တဲ့ကြောင့်ကျေးဇူးတော်ချီးမွမ်းလေယနေ့အစီအစဉ်များကိုပြန်လဲစက္ကန့်နဲ့ဆူတောင်းရနာတဲ့ခါမှာသုံးပါးစုဖြစ်တော်မူသောဘယ်လိုဘုရားခင်ချစ်ချင်းမြတ်တာအာရသခင်ရှုခရစ်တော်ဘုရားရဲ့ရွေးနှုတ်ကယ်တင်ခြင်းအပြစ်လို့ခြင်းအရှင်တော်ဝိညာဉ်တော်ဘုရားရဲ့မိတ္တရာဖွဲ့ခြင်းနောက်ပြတင်တင်ကောင်းချီးပေးခြင်းသည်ဒီနေ့နောက်ဆုံးပြုရတော့ဝတ်ပြုရတဲ့တော်လေးဝိညာဉ်ပေါ်လိုက်တဲ့ကောင်ဒီမှာရောက်လာတဲ့ဓမ္မမိတ်ဆွေများဂျန်ရစ်ခဲ့တဲ့သူ့ရဲ့တာသမီနှစ်ယောက်နဲ့ဘုံမောင်နဲ့ပေါ်လိုက်တဲ့ကောင်အယောက်ကြီးကောင်းချီးလာပြပေးခြင်းသည်ကာလအစဉ်မြဲတယောက်တည်ရှိတည်နေပါစေ။ဘဝမှာမရရှိလျာထွေပြမနေမနာသွားလဲသွားကြတာဘဝမှာမရရှိလျာထွေပြမနေမနာသွားလဲသွားကြတာခရီးပန်းတိုင်းမရောက်ချူတယောက်တည်းတယောက်တည်းဆဲလဲဆွဲခွာလာဖြစ်ချင်ပါလေကြည့်ရမှာဖြစ်ချင်တာတွေလည်းမဖြစ်ရပါမဖြစ်ချင်တာတွေလည်းကြည့်ရမှာ30တပုံဝိတွင်းရောက်တော့ဒီလိုပြင်းရောက်တဲ့ဒီဘဝအဲ့ဒါဘဝသံဃာရှိတရားဝေပြမနေမနာသွားရဲဝါကြတာဘဝဆိုတာသရဝတဥရဲ့ဇာတိကအစမရဏအထိအဲ့ဒီကာလလေးလို့သိကြရပါတယ်အဲ့ဒီဘဝဟာတဘဝတည်းနဲ့ပြီးသွားကြမလားဘဝပေါင်းများစွာရွေလျားနေရတဲ့အတွက်သံဃာရဲလို့ဘုရားဟောတော်မူခဲ့ပါရဲ့အဲ့လိုဘဝသံဃာမှာဒီဘဝဒီခန္ဓာဒီယုတ်ဟိုဘဝဟိုခန္ဓာဟိုယုတ်ဓမ္မပြေတဝင်းဝင်းဝလခြင်းတရှုပ်ရှုပ်ကာမဆိုးတဲ့တက်ကလေးကြောင့်အယုတ်ညလှမ်းလို့လှမ်းနေကြရတာကဒီပန်းတိုင်းမရောက်ချင်းတယောက်ချင်းတယောက်ရဲ့ဆဲလဲထွေခွာလာ
တန်တရားမဆုံးမချင်းသွားကြရဒါကဘလူလေးရဲ့ပယောဂပါလေစဉ်းစားကြည့်လိုက်တော့အော်လောဘရဲ့ဒေါသရဲ့မောဟရဲ့အဝိဇ္ဇာပြစ်စရာသင်္ခါရတဲ့အရင်စစ်လိုက်တော့အဝိဇ္ဇာပြစ်စရာသင်္ခါရဆိုတဲ့အတိုင်းလုံးလုံးကန့်တဲ့အဝိဇ္ဇာကြောင့်သင်္ခါရဆိုတဲ့ပြင်တာတွေစီမံတာတွေခံနေကြတာပါပဲဒါကိုဘဝတိုင်းမောင်သားလေးတွေ့တော့ကြော်လိုက်ကြမြူးရာလေးတွေ့တော့ကျွေးလိုက်ကြဒုက္ခဆင်းရဲတွေ့တော့ငိုလိုက်ကြဘုလိုချင်လေးရတော့ရဲလိုက်ကြဒါပြင်းမဲ့ဘယ်ဟာမှမမြဲကြပါဘူးတွေ့ရဲကြုံရဲထုံရဲတွေ့ရဲဝင်းနေဝင်ပါဝိပန်လာပါတရားတွေမို့ဖြစ်ချင်တာလဲဖြစ်ချင်မှဖြစ်ကြမယ်မဖြစ်ချင်ပါဘူးဆိုလဲမဖြစ်မနေဖြစ်ကြရမယ်အဲဒီလိုအေးဘူးမကဝိဒုက္ခဆိုတဲ့30ဘုံကရုပ်ပြအောင်ရိုတင်းဖွင့်နိုင်ကြပါကလေတန်ကောင်းလာဝဲတော့လဲလမ်းမနေကြတယ်ပြီးတော့တပွဲပြုတ်ပေါ်ကင်းများလျှောက်တော့ဝိုင်းကြီးကလည်းဘဝမဆုံးမဲနဲ့ဒုက္ခဒုံကြီးညဝင်ပိုင်နေကြရတဲ့အတွက်ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာတွေညဝင်ပိုင်နေအောင်ကြိုးစားကြဖို့30ဘုံဝေတွင်ရောက်တော့အယုတ်ရဲ့တောက်တဲ့ဒီဘုံမှာ